Article 3က judicial branch အကြောင်းသွားမယ်เนาะသူက federal account system နဲ့သွားတယ်ပေါ့เนาะတရားရုံးစနစ်ပေါ့เนาะအဲ့တော့ဒါကတရားစီရင်ရေးအဖွဲ့ပေါ့เนาะအဲ့တော့ဒီမှာပါလေးရေးထားလဲဆိုတော့ establish the Supreme Court as the highest court เนาะအဲ့တော့ဒီတရားစီရင်ရေးမှန်တိုင်းမှာတရားရုံးချုပ်ပေါ့ Supreme Court ရှိရအဲ့ဒါဒီတရားရုံးတွေထဲမှာအကြီးဆုံးပဲเนาะနောက်တစ်ခါ appoint the federal judge for life ပေါ့နော်အဲ့တော့ဒီခန့်အပ်ထားတဲ့တရားသူကြီးတွေဟာတသက်လုံးတာဝန်ထမ်းဆောင်ရတယ်ပေါ့နော်ဆိုတော့ article 3မှာအများကြီးတော့ရေးမထားဘူးဘာဖြစ်လို့လဲဆိုတော့ဒါက constitution စပြီးရေးဆွဲတဲ့ကာလတုန်းက article တွေပေါ့နော်နောက်ပိုင်းမှာ amendment အနေနဲ့ထပ်ပြီးပြင်ဆင်တာတွေတော့လာမယ်နော်အဲ့တော့ article 3မှာတော့စချင်း judicial branch ကအရင်ကြီး power မရှိသေးဘူးနော်အဲ့လိုမျိုးဒါပေမဲ့ဒီတဖြည်းနဲ့ပေါ့နော်တရားစီရင်မှုတွေလှုပ်လာရင်နဲ့မှာဒီ judicial branch ရဲ့ power တဖြည်းတိုးတာအဲ့တော့ခါကျတော့ပြောရလို့ရှိရင်နောက်ဆုံးပေါ့သူတို့ကဒီလူတရား sorry ဟိုပါပေါ့သမရတော်၎င်းဒုသမရတော်၎င်းနောက်တစ်ခါဒီအမတ်တွေလွတ်တော်အမတ်တွေတော်၎င်းနောက်တစ်ခါဥပဒေတွေပေါ့နော်ဥပဒေတွေတော်၎င်းနော်ဘာတွေပဲဖြစ်ဘယ်ဟာပဲဖြစ်ပေါ့နော်ဒီဟိုက Supreme Court က Constitution နဲ့မညီဘူးလို့ပြောလို့ရှိရင်အဲ့ဒါတွေအလုံးဟာတရားဝင်ပြတ်တဲ့ဟိုပါပေါ့ပယ်ဖြတ်ရတဲ့အနေအထားတစ်ယောက်ရောက်လာလူတွေဟိုတဲ့သမရတို့ပေါ့နော်နောက်တစ်ခါလွတ်တော်တွေကဒီကိုယ်စားလှယ်တွေတို့ပေါ့နော်ဒီလိုလူတွေသူတို့ရဲ့လှုပ်ဆောင်ချက်တွေเนาะသူတို့ရဲ့လုပ်ရက်တွေဟာ Constitution နဲ့မညီဘူးသွေးဖက်နေတယ်ဆိုရင်လည်းဒါအဲ့ဒီလူတွေကဒီယာလူကနေအနားယူရတာတော့เนาะအမှုရင်ဆိုင်ဒါမျိုးတွေရှိမယ်နောက်တစ်ခါဥပဒေတွေเนาะဥပမာဟိုပါပေါ့ဒီကိုဝင်ဖြတ်ချတဲ့အမှုနဲ့ပတ်သက်တဲ့ဥပဒေဆိုပါစို့เนาะအဲ့တော့အဲ့မှာတချို့ပြည်နယ်တွေကကြတော့ဒါကိုဘန်ထားတာလုံးဝလက်မခံကိုဝင်ဖြတ်ချလို့မရဘူးပေါ့เนาะဘန်ထားတယ်အဲ့တော့ခါကြတော့သူတို့ကတချို့ကကြတော့လေဒီကိုဝင်ဆောင်ရတဲ့အမျိုးသမီးအတွက်အခွင့်အရေးဆုံးရှုံးနေပေါ့နော်သူကဒီကလေးကိုမလို့ခြင်းပဲနဲ့ဒီမွေးရတယ်ပေါ့နော်မဖြစ်မနေမွေးရမှာဖြစ်တဲ့အတွက်ဒါသူ့ရဲ့ဒီဟိုပါပေါ့လွတ်လပ်ပိုင်ခွင့်ပေါ့နော်နောက်တစ်ခါကိုပိုင်အခွင့်အရေးပေါ့နော်ပုဂ္ဂလိကအခွင့်အရေးပေါ့နော်ဒါမျိုးတွေသူဆုံးရှုံးနေပေါ့ဆိုမှဟိုပါပေါ့ဒီကိုဝင်ဖြတ်ချတဲ့ဥပဒေကိုတိုင်တာ Supreme Court ကိုတိုင်တာပြည်နယ်ရဲ့ဥပဒေတွေကကိုဝင်ဖြတ်ချခွင့်မရှိဘူးပေါ့နော်အဲ့တော့ဒီအမျိုးသမီးကကိုဝင်ဖြတ်ချခွင့်မရှိတဲ့ပြည်နယ်မှာနေတယ်ဒါပေအဲ့တော့ तू ကဖြတ်ချခြင်းတယ်အားကြောင့်မလို့ तू က Supreme Court ကိုဒီဥပဒေကိုတိုင်တာအဲ့လိုမျိုးလဲတိုင်လို့ရတယ်အမေရိကန်အဲ့တော့ Supreme Court ကဒါ तू ကြားနာစုံစမ်းစစ်ဆေးတယ်အဲ့တော့ဒီမှာ Supreme Court မှာတရားသူကြီး9ဦးရှိတယ်เนาะအဲ့တော့အဲ့ဒီ9ဦးက voting ပေးကြတယ်ပေါ့နော်ချို့ကလည်းဒါဘိုက်ထက်ကကလေးရဲ့ life ပေါ့နော်အသက်ရှင်တဲ့ပိုင်ခွင့်ရှိရမယ်သူတို့ကစကြရ life liberty pure happiness ရှိရမယ်လို့ပြောထားပြီးသားလေเนาะအဲ့တော့ဒီကလေးရဲ့ life ရှိတဲ့နယ်ပေါ့နော်အဲ့ဒီအတွက်တချို့ကလည်းကိုဝင်ဖြတ်ချလို့လုံးဝမရဘူးပေါ့နော်ဘလို့နီးလန်းနဲ့ပဲကိုဝင်ရှိလားနော်တချို့ကကြတော့လေကလေးကအသက်မဝင်သေးဘူးပေါ့နော်အဲ့တော့ခါကြတော့ဒီကိုဝင်ဆောင်ထားတဲ့မိခင်ရဲ့လွတ်လပ်ပိုင်ခွင့်လည်းဟိုပါပေါ့ရှိရမယ်ပေါ့တချို့ကလည်းဖြတ်ချလို့ရအဲ့လိုမျိုးနော်အဲ့တော့ခါကြတော့ဒီဗုဒ္ဓင်ကကိုဝင်ဖြတ်ချလို့ရတယ်ဆိုတော့ဗုဒ္ဓင်နိုင်သွားတဲ့အခါမှာအဲ့တော့ဒီကိုဝင်ဖြတ်ချလို့မရဘူးဆိုတော့ဘန်ထားတဲ့ပြည်နယ်တွေကကိုဝင်ဖြတ်ချဝင်ပေးရတယ်နော်အဲ့လိုမျိုးတွေဖြစ်တယ်အဲ့တော့ဥပဒေကပြတ်တယ်ပေါ့နော်ဒီနောက်ပိုင်းကျတော့ပြန်ပြီးတော့ Supreme Court ကတရားသူကြီး9ဦးပေါ့နော်အဲ့တော့ဒီ9ဦးရဲ့အမြင်ပေါ်မှာပဲမူတည်တယ်အဲ့တော့အခုပြီးခဲ့တဲ့ဒီနှစ်ထဲမှာ2024လားနော်ဒီနှစ်ထဲမှာပဲဒီကိုဝင်ဖြတ်ချတဲ့အမှုကဘန်းမြန်ပြီဒီအမေရိကန်မှာနော်အဲ့လိုမျိုးပေါ့နော်အဲ့တော့ခါကြတော့ဒါကတော့ judicial branch ရဲ့ Supreme Court ရဲ့ဒီ judge တွေပေါ်မှာပဲသူတို့ရဲ့အမြင်ပေါ်မှာတော့မူတည်ရပါတော့အဲ့တော့သူတို့ရဲ့အမြင်ကရှုထောင့်ကနေဘယ်ရှုထောင့်ကနေကြည့်အောင်ဆိုတော့ constitution နဲ့ကိုက်ညီလားမကိုက်ညီဘူးလားဆိုတော့ကြည့်တာအဲ့တော့သူတို့က constitution နဲ့မညီဘူးလို့သူတို့ဆုံးဖြတ်ရင်အဲ့ဒါအကုန်ပြတ်တယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ပြောရရင်တော့ဆက်စားခြင်း article 3ရဲ့မှာတော့နည်းနည်းပဲရေးထားပဲဒါပေမဲ့နောက်ပိုင်းဒီတရားသူကြီးချုပ် overrun လက်ထက်မှာတဖြည်းနဲ့သူ့ရဲ့ Supreme Court ရဲ့ power တော်တော်ကြီးကျေပြန့်လာအဲ့လိုမျိုးရှိမယ် article 1 2 3ကသူက federal government လို့ပြောလို့ရတယ်
နော် Article 1 2 3မှာဒါမှမဟုတ်လဲ Central Government ပေါ့အဲ့တော့ American နိုင်ငံရဲ့ government ဟာဘာလဲဆိုသမ္မတလို့လည်းတယောက်တည်းပြောလို့မရလွှတ်တော်လို့လည်းလွှတ်တော်တစ်ခုတည်းကိုလည်းပြောလို့မရသူတို့ကcheck and balance နေနဲ့ brand 3ခုခွဲလိုက်တာ Central Government တနည်းအားဖြင့် Federal Government ပေါ့နော်အဲ့တော့သူရဲ့ branch 3ခုက Executive branch ရဲ့legislative branch ရဲ့ judicial branch ရဲ့เนาะအုပ်ချုပ်ရေးမန်တိုင်းဆိုတာသမ္မတအဖွဲ့ legislative branch ကဒါလွှတ်တော်ထက်လွှတ်တော်အောက်လွှတ်တော်ရှိမယ် judicial branch ကတရားရုံးချုပ်ပေါ့เนาะ Supreme Court ရှိမယ်နောက်တစ်ခါသူ့ရဲ့အောက်တရားရုံးနေရှိမယ်ပေါ့เนาะအဲ့လိုမျိုးအဲ့တော့ဒီ၃ခုလုံးဟာပြောရရင် Federal Government Central Government ပေါ့เนาะအဲ့တော့ Article 4မှာကြာသူက State Government အကြောင်းပြောထားတာเนาะအဲ့တော့ခါကျတော့ဒီဟိုပါပေါ့ပြည်နယ်တွေမှာပေါ့နော်သူ့ရဲ့ပြည်နယ်တစ်ခုချင်းစီမှာသူ့ရဲ့ power တွေ function တွေရှိတယ်နော်အဲ့တော့ပြောရလို့ရှိရင်ပြည်နယ်တွေရဲ့လုပ်ပိုင်ခွင့်တွေအကြောင်းကိုဒီ article 4မှာရေးထားတာနော်အဲ့တော့နောက်တစ်ခါ relationship to each other လို့ပြောတဲ့အတွက်ပြည်နယ်တွေတစ်ခုနဲ့တစ်ခုကြားဆက်ဆံရေးပေါ့နော်ဒါတွေလည်း article 4မှာပါမယ်အဲ့တော့ပြည်နယ်တွေကဥပဒေတွေဘယ်လိုချမှတ်လဲပေါ့နော်ပြည်နယ်တစ်ခုနဲ့တစ်ခုကြားเนาะဒီဥပဒေကြားမှာဘယ်လိုချိတ်ဆက်မိအောင်ဘယ်လိုတွေလုပ်ထားလဲပေါ့เนาะဒါမျိုးတွေရေးထားတာเนาะအဲ့တော့ provide the state the authority to create and enforce their own law เนาะအဲ့တော့ provide ဆိုတော့ခွင့်ပြုပေးထားတာပေါ့เนาะပြည်နယ်တွေကိုလုပ်ပိုင်ခွင့်ပေးထားတာเนาะဘာလဲဆို authority to create ဆိုတော့သူ့ရဲ့ကိုယ်ပိုင်လုပ်ပိုင်ခွင့်အခွင့်အာဏာပေါ့ပြည်နယ်တိုင်းမှာကိုယ်ပိုင်အခွင့်အာဏာတွေရှိတယ်เนาะသူတို့ရဲ့လုပ်ပိုင်ခွင့်တွေရှိတယ်เนาะနောက်တစ်ခါenforce their own law လို့ပြောရတယ်သူတို့ကိုယ်ပိုင်ဥပဒေတွေလည်းချမှတ်ပိုင်ခွင့်ရှိတယ်။နောက်တချို့ပြည်နယ်တွေကကြတော့ဒီကားမောင်းတာဆို16နှစ်ပေါ့။ချို့ကကြလည်းအသက်20မှာပေါ့။ချို့ကလည်းအရက်တောက်တာကို16နှစ်နဲ့ခွင့်ပြုတယ်ချို့ကလည်း20မှာပေါ့နော်ဒါမျိုးတွေရှိမယ်။နောက်တစ်ခါဒီကုန်တိုက်တွေမှာဈေးဝယ်တယ်။နော်ဈေးဝယ်ရဲဆိုလို့ရှိရင်ဒီသူရဲ့ဖောက်ချာထဲမှာအခွန်အကောက်ပါတယ်လေနော်အဲ့တော့တချို့ပြည်နယ်တွေကလည်း percentage နည်းတယ်ပေါ့နော်တချို့ပြည်နယ်တွေကဥပမာတချို့ပြည်နယ်တွေက6%ပေါ့တချို့ပြည်နယ်တွေက10%ဒါမျိုးရှိမှာပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီကိုယ်ပိုင်ဥပဒေတွေပြည်နယ်တွေကချမှတ်ခွင့်ရှိတယ်နော်အဲ့တော့ဒီလုပ်ပိုင်ခွင့်တွေကိုဒီ article 4မှာအကုန်ရေးပေးထားတယ် now mass respect နော်ပြည်နယ်တစ်ခုနဲ့တစ်ခုလေးစားမှုရှိရမယ်ပေါ့နော်ပြီးတော့ help enforce the law of other state နော် the law of other states ဆိုတော့ဒီပြည်နယ်တစ်ခုနဲ့တစ်ခုရဲ့ဒီဥပဒေတွေကိုလည်း respect ရှိရမယ်ပေါ့เนาะလေးစားလိုက်နာရမယ်နောက်တစ်ခါပြည်နယ်တစ်ခုနဲ့တစ်ခုဘယ်လိုကူညီပေးရမလဲပေါ့ဒီပြဋ္ဌာန်းထားတဲ့ဥပဒေတွေပေါ်မှာလေเนาะပြောရလို့ရှိရင်ဒီပြည်နယ်တစ်ခုကဒီဥပဒေချမှတ်တယ်ဆိုနောက်ပြည်နယ်ကဒီဥပဒေနဲ့ဆန့်ကျင်ဘက်ပေါ့เนาะဆန့်ကျင်တဲ့ပုံစံမျိုးနဲ့အဲ့လိုမျိုးမဟုတ်เนาะလိုက်ရောညီထွေရှိရမှာเนาะတော့ဟိုပါပေါ့ဥပမာဒီပြည်နယ်ကတော့အတန်းဒီ16နှစ်မပြည့်ခင်အရက်တောက်သုံးဝင်ပိတ်တယ်ပေါ့အဲ့ဆိုဒီဘက်ကတော့တောက်လို့ရတယ်ပေါ့ဒါမျိုးတော့မဟုတ်နော်သူတို့က16နှစ်ဆိုသူတို့က20တော့ဖြစ်လို့ရတယ်ကွာနော်အဲ့လိုမျိုးပြည်နယ်တစ်ခုကခွင့်ပြုထားတာကိုပြည်နယ်တစ်ခုကလုံးဝပိတ်ပင်တာမျိုးနော်အဲ့လိုမျိုးတွေပေါ့နော်ဆန့်ကျင်ဘက် against တွေတော့မပြဋ္ဌာန်းရဘူးပေါ့နော်ဒီထဲမှာအဲ့လိုမျိုးပြောထားတာနော်လာရောညီထွေရှိရမယ်ပြည်နယ်တစ်ခုနဲ့တစ်ခုရဲ့ဥပဒေတွေကိုလည်းကူညီပေးရမယ်လေးစားလိုက်နာရမယ်နောက်တစ်ခါဒီဟိုပါပေါ့ respect ရှိရမယ်ပေါ့ဒါမျိုးတွေ article 4မှာရေးပေးထားတယ် article 5က amending the constitution လို့ပြောရမှာเนาะဒီ constitution ကိုစပြီးရေးဆွဲတဲ့ဒီ founder တွေပေါ့เนาะဒီ founding father ပေါ့เนาะသူတို့တွေက constitution ကနော်နောက်နှစ်ပေါင်းများစွာကြားတယ်ဆိုလို့ရှင်ဒါတွေကလက်ရောညှိထွေရှိခြင်းမှလည်းရှိလိမ့်မယ်ပေါ့နော်သူတို့ကကြိုပြီးတော့တွေးထားတယ်အဲ့တော့ဒီကယ်လို့ဒီ constitution ကိုပြင်ဆင်နေဆိုရင်ပြင်လို့ရတယ်ဒါပေမဲ့သူတို့ရေးထားတာတွေတော့ဖျက်ပစ်လို့မရအသစ်ထက်ထည့်ခြင်းထည့်ထည့်လို့ရတယ်ပေါ့နော်အဲ့တော့ဘလို့လူတွေရဲ့သဘောတူညီချက်နဲ့နော်ဘလို့ဘာဝင်မှဒီ constitution ကိုပြင်လို့ရတာလဲဆိုတာမျိုးတွေက article 5မှာသူကပြောထားတာနော်အဲ့တော့ရှိပြီးသားတွေကိုတော့ဖျက်ပစ်လို့မရเนาะပြင်ကျင်တယ်ဆိုလို့ရှိရင်တော့အသစ်ထက်ထည့်လို့ရတယ်ပေါ့နော်ဒီဟိုပါပေါ့စာသားတွေကိုဖယ်ထုတ်ပစ်လို့မရเนาะဥမာဒီရှေ့ရအချက်ပေါ့နော်သူတို့ amendment နဲ့မှာဒီဗာလဲအမေရိကန်နိုင်ငံမှာအရက်လုံးဝတောက်သုံးခွင့်မရှိထုတ်လို့ရထားခွင့်မရှိဒါမျိုးပါဘူးတယ်เนาะပါလိုက်သေးရပေါ့နော်အဲ့တော့ဒါကိုနောက်10နှစ်ကျော်လောက်ကြာတဲ့အခါမှာပြန်ပြီးတော့ဒါခွင့်ပြုခြင်းတယ်เนาะအဲ့ဆိုရှေ့ကဘန်ခဲ့တဲ့ဟာကို
alcohol ကိုဘန်ခဲ့တဲ့ဟာကိုဖြတ်ပစ်ပြီးတော့ဖြတ်ပစ်လိုက်လို့တော့မရအောင်အဲ့တော့အဲ့ဒီကဘန်ထားတာကိုပြန်ပြီးတော့ခွင့်ပြုရဲဆိုတာမျိုးအဲ့လိုတော့ပြန်ရေးလို့ရတယ်เนาะအဲ့တော့ဒီ amendment ပေါ့เนาะ amendment ဟိုထပ်ထည့်ခြင်းနဲ့ပြင်ဆင်ချက်တွေထပ်ထည့်ခြင်းနဲ့ဆိုရင်ဘယ်လိုပုံစံနဲ့ထည့်ရမလဲပေါ့เนาะအဲ့တော့ article 5မှာပြောတာအဲ့တော့ဒါ propose ပဲရှိသေးတယ် active မဟုတ်သေး article 5မှာနော်သူက article 7ကြာမှာဒီ proposal တွေကို ratify လုပ်မှာပေါ့နော်အတီဘလို့ပုံစံနဲ့အတီပြုလိုက်တယ်ဆိုတာမျိုးက article 7မှာရေးမှာနော်အဲ့တော့ဒါက article 5အဲ့တော့ article 5မှာသူက proposal ပဲရှိသေးတယ်နော်အဲ့တော့သူကလွှတ်တော်ထဲမှာပေါ့အထက်လွှတ်တော်အောက်လွှတ်တော် both house မှာသူက3ပုံ2ပုံ voting နိုင်တယ်ဆိုရင်ဒါ propose အောင်မြင်တယ်နော်အဲ့တော့ဒါ propose ပေါ့နော်တကယ်လို့ဒီလိုမှမဟုတ်လို့ရှင်လဲ state legislature တွေပေါ့နော်ပြည်နယ်လွှတ်တော်တွေကနေသူကဒီ propose by convention ဆိုတာသူညီလာခံသဘောပေါ့နော်ခေါ်ပြီးတော့ဒါပြည်နယ်လွှတ်တော်တွေကနေလဲပြည်နယ်စုစုပေါင်း3ပုံ2ပုံ propose အောင်မြင်နေဆိုရင်လဲဒါ3ပုံ2ပုံထောက်ခံနေဆိုရင်လဲ propose အောင်မြင်နေပေါ့နော်အဲ့လိုမျိုးအဲ့တော့သူက process နှစ်ခုရှိတယ်เนาะဒီဟာနဲ့ပဲဒီ congress မှာပဲ3ပုံ2ပုံနဲ့ပဲဒီ propose လုပ်လို့ဒါမှမဟုတ်ပြည်နယ်လွှတ်တော်တွေမှာပဲ3ပုံ2ပုံ voting နဲ့ပဲ propose လုပ်လို့ဘယ်လိုပဲဖြစ်ဖြစ်ဒါ propose အောင်မြင်တယ်ဆိုတာမျိုးကို article 5မှာပြောထားတာ article 6က supreme law ပေါ့เนาะအဲ့တော့သူကဒီဘယ်ဥပဒေအမြင့်ဆုံးလဲပေါ့နော်အဲ့တော့ state the supremacy clause of federal law over state and local law ပေါ့နော်အဲ့တော့ဒီ article 6မှာဘာတွေဖော်ပြထားလဲဆိုတော့ဒီအမြင့်ဆုံးfederal law တွေอ่ะပေါ့ဒီပြည်နယ်ဒါမှမဟုတ်ဒေသနာဥပဒေတွေထက်ပို့ပြီးတော့မြင့်တယ်ပေါ့နော်ဒီ federal ရဲ့ဥပဒေอ่ะเนาะအဲ့လိုမျိုးအဲ့တော့သူဘလို့တွေလဲဒီဘလို့မျက်နာတွေလဲเนาะအဲ့မှာ article 6မှာပြောထားเนาะအဲ့တော့ဘလို့လဲဆိုတော့တကယ်လို့တဲ့ပြည်နယ်ဥပဒေတွေကเนาะ federal ဥပဒေတွေနဲ့တွားပြီးတော့ conflict ဖြစ်နေတယ်ပေါ့เนาะကွာဟနေတယ် sensitive ဖြစ်နေတယ်ဒါမျိုးတွေဖြစ်လာခဲ့တယ်ဆိုရင် federal law တွေကိုပဲเนาะpresident ဆိုဦးစားပေးရမယ်ပေါ့เนาะအဲ့တော့ federal ဥပဒေရတာလည်းဒါအမြင့်ဆုံးပဲပေါ့เนาะအဲ့တော့ဘလို့ဖြစ်ရတွေရှိလဲဆိုတော့သူတို့civil war ပြီးကစားက30 40 50 amendment ပေါ့နော်ဒီလူမဲတွေကျွန်းစနစ်ကနေကျွန်းစနစ်ပပြောက်တယ်လူမဲတွေနိုင်ငံသားဖြစ်တယ်လူမဲတွေမဲပေးရတယ်ပေါ့နော်အဲ့ကာလဒါပေမဲ့ဒီ constitution အရာဒန်းတူအခွင့်အရေးဖြစ်သွားတယ်ဒါပေမဲ့သူတို့ကတချို့ပြည်နယ်တွေကကြတော့သူတို့ကဒန်းတူမနေနိုင်သေးတာเนาะအဲ့တော့သူတို့ကဘာလုပ်လဲဆိုတော့ဒီ separate but equal ပေါ့เนาะခွဲခြားထားတာပေါ့ဒါပေမဲ့ဒန်းတူပဲဆိုတော့ဥပဒေပြထားလိုက်တာသူတို့ကလူပြူစာတင်ကြောင်းလူမဲစာတင်ကြောင်းခွဲတယ်နောက်တစ်ခါလူပြူရထားရဲလူမဲရထားရဲအဲ့လိုမျိုးတွေပေါ့เนาะအဲ့တော့ဒါလူမဲတွေကတော့ဗာပဲဖြစ်နေဖိနှိပ်ခံရတာပဲခွဲခြားဆက်ဆံခံရတာပဲပေါ့เนาะအဲ့လိုမျိုးအဲ့တော့အဲ့မှာဘာဖြစ်လာအောင်ဆိုတော့ဒီစာတင်ကြောင်းမှာခွဲခြားရတဲ့ပတ်သက်ပြီးတော့เนาะဒီလူမဲတယောက်ကပေါ့เนาะ Browns ကသူ့ရဲ့ကလေးကိုဟိုလောက်တာဒီလူမဲเจ้าကဝေးလို့လူပြူเจ้าမှအဲ့ဒါလက်မခံတော့အမှတိုင်ကြတော့ကြပေါ့เนาะအဲ့လိုမျိုးဖြစ်တယ်အဲ့တော့ပြည်နယ်ဥပဒေကဒါသူတို့ကဒီဥပဒေအရတိဒတ်နေရာလေးခွဲထားတာပေါ့နေရာထိုင်ခင်းခွဲထားတာမလို့လုံးဝလက်မခံနိုင်ဘူးပေါ့အဲ့တော့ဒါကspring ကောင်ကိုရောက်တယ်เนาะအဲ့တော့ spring ကောင်ကပြောရလို့ရှိရင်သူကဒါ30 40 amendment 50 amendment ကိုဒါတွေးပြီးနေရပဲပေါ့နော် constitution နဲ့မညီဘူးပေါ့ဆို constitution နဲ့မညီဘူးဆိုပြီးတော့ဒီ federal ကောင်ကနေမှာဥပဒေတွေထုတ်လိုက်တယ်ပေါ့နော် federal law အနေနဲ့ပြဋ္ဌာန်းလိုက်တယ်ဆိုရင်အဲ့ဒါ state law ကသူကပယ်ဖျက်ရတယ်ပေါ့နော်နောက်ဆုတ်ပေးရတယ်ပေါ့အဲ့တော့အဲ့လိုကိစ္စရက်တွေရှိတယ်နောက်တစ်ခါတော့ amendment နဲ့မှာပါတယ်လေဥပမာရှာဖွေခွင့်ဝရမ်းတို့ပါတော့เนาะအဲ့လိုမျိုးဝရမ်းပါမှာရှာရမယ်ဆိုတာမျိုး amendment နဲ့မှာအတိအကျရေးထားတယ်အဲ့တော့ဒီလိုကိစ္စရက်တွေမှာဥပမာရဲမှုရဲကင်းဖြစ်တဲ့အခါမှာသူတို့ကဒီရှာဖွေခွင့်ဝရမ်းကိုသွားပြီးတော့တရားရုံးကနေအဲ့လိုမျိုးသွားပြီးထုတ်ဖို့ပါဖို့ဒါနည်းနည်းခက်ခဲတယ်เนาะအဲ့တော့ခါကျတော့သူကဝရမ်းမပါဘဲနဲ့ဖမ်းတာမျိုးတွေရှိလာတယ်ဆိုရင်အဲ့ဒါအကျုံးဝင်ပေါ့နော်အဲ့တော့အဲ့ဒါအကျုံးဝင်ဆိုဘယ်ရထုတ်လဲဆိုတော့ဒါ federal law ပဲအဲ့တော့ federal law အရာအကျုံးဝင်တော့သူတို့ဘလို့ပဲပြည်နယ်ဥပဒေအရာရှိထား federal law ကိုပဲအတည်ယူရတာအဲ့လိုကိစ္စရက်တွေတော့ရှိတယ်ပေါ့နော်
အဲ့တော့ဒီပြည်နယ်ဥပဒေတွေနော်ဒေသဆိုင်ရာဥပဒေတွေနဲ့ဒီ Federal ဥပဒေတွေနဲ့ထိတ်တိုက်ပေါ့နော်အဲ့လို against ပြတဲ့အခါမျိုးတွေဖြစ်လာတဲ့ဆိုရင်တို့ကပြည်နယ်ဥပဒေကိုလုံးဝဟိုမယူတော့ဘဲနဲ့ Federal law တွေကိုပဲယူတာအဲ့တော့ဒါလည်း article 6မှာအဲ့လိုကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ရေးထားတယ်ပေါ့နော် now article 7ကဒါ rectification process ခုန article 5ကဒီ propose မှာသူက article 5မှာတော့ပြောထားတယ်เนาะသူကဒီလွတ်တော်ထဲမှာတော့သူနှစ်မျိုးပုံစံနှစ်မျိုးပေးထားမှာเนาะဒီပုံစံနဲ့သွားရင်လည်းသွားဒီပုံစံနဲ့သွားရင်လည်းသွားဒီ proposal ကိုလေเนาะအဲ့တော့ခါကျတော့ဥပမာလွတ်တော်ထဲမှာအထက်လွတ်တော်နဲ့အောက်လွတ်တော်ပေါ့เนาะအဲ့ထဲမှာကိုယ်စားလှယ်တယောက်ယောက်ကသူကဒီပြင်ဆင်ခြင်းနဲ့ပေါ့နော်ပြင်ဆင်ခြင်းနဲ့ပေါ့ဒီ constitution ပြင်ဆင်နဲ့ပေါ့ထားပါတော့အဲ့တော့ तू ကတယောက်ကအဆိုတင်သွင်းနေဆိုကျန်တဲ့သူတွေကဝိုင်းပြီး debate လုပ်ကြတယ်ပြီးတော့ဝိုင်းပြီးတော့ voting ပေးကြတယ်မဟုတ်လားအဲ့လိုဆိုအထက်လွှတ်တော်နဲ့အောက်လွှတ်တော်ကစုစုပေါင်း3ပုံပုံ2ပုံပေါ့ဒီသူတို့ပြင်ဆင်တဲ့အချက်ကိုထောက်ခံတယ်ပြင်မဲဆိုအားလုံးကသဘောတူတယ်3ပုံပုံ2ပုံကသဘောတူတယ်ဆိုအဲ့ဒါ propose အောင်မြင်တယ်နော်အဲ့တော့အဲ့ဒီသူတို့အောင်မြင်တဲ့ဒီ propose တွေပေါ့နော်အချက်တွေပေါ့နော်သူတို့ဘာကိုပြင်ဆင်တယ်ဆိုတဲ့ဟာမျိုးတွေကိုသူတို့ကဒီအခုလက်ရှိအမေရိကန်မှာပြည်နယ်90ရှိတယ်เนาะအဲ့တော့ဒါသူတို့နှစ်ကာလနဲ့အပိုင်းခြားနဲ့ရှိတဲ့ဒီလောက်ပြည်နယ်ပေါ့เนาะအဲ့ပြည်နယ်တွေအားလုံးသူတို့ကပို့ရတာတပြိုင်တည်းပို့ရတာအဲ့တော့အဲ့ပြည်နယ်တွေကလည်းတပြိုင်တည်းသူတို့ voting ထိုင်တာเนาะအဲ့တော့ ratification process ဆိုတာအဲ့ဒါ article 7အဲ့တော့ပြည်နယ်တွေအားလုံးက voting ထိုင်ပြီးတော့ပြည်နယ်တွေအားလုံးကเนาะတညီတည်းထောက်ခံနေဆိုရင်အဲ့ဒါ ratification အောင်မြင်တယ်ပေါ့အဲ့လိုမျိုးသွားမှာเนาะအဲ့တော့ဒီမှာ propose မှာဒီလိုဟာမျိုးရှိမယ်နောက်တစ်ခါအဲ့တော့သူက convention လုပ်မှာပေါ့ constitutional convention သဘောမျိုးပေါ့ညီလာခံခေါ်ပြီးတော့ပြည်နယ်လွှတ်တော်တွေကနေ3ပုံပုံ2ပုံเนาะအဆိုပြုရင်လည်းအဲ့လိုမျိုးဒါ propose အောင်မြင်တယ်ပေါ့เนาะအဲ့တော့သူကနှစ်ခုနဲ့သွားတယ်အဲ့တော့ဒီဟာနဲ့เนาะဒီပထမချက်နဲ့ propose လုပ်ထားပေမဲ့လည်း ratification မှာလည်းသူကပုံစံနှစ်ခုနဲ့သူကအတည်ပြုပေးလို့ရတယ်เนาะဒါနဲ့လုပ်ထားလဲပုံစံနှစ်ခုနဲ့အတည်ပြုလို့ရတယ်အဲ့လိုမျိုးပေါ့ဆိုတော့ article 7မှာเนาะဘာတွေဖော်ပြထားလဲဆိုတော့သူက ratification process တဲ့เนาะအတည်ပြုမှုတွေပေါ့เนาะ describe the ratification process for the constitution เนาะဒါဖွဲ့စည်းပုံအခြေခံဥပဒေကိုเนาะအတည်ပြုပေးမဲ့ process တွေကိုဒီ article 7မှာဖော်ပြထားတယ်တဲ့အဲ့တော့အဲ့ချိန်တော့ပြည်နယ်ကစချင်းဒီ constitution ရေးဆွဲကာစားက state က73ခုပဲရှိတာเนาะအဲ့တော့အဲ့73ခုထဲမှာပြည်နယ်6ခုက6ခုရဲ့ဒီထောက်ခံချက်လိုတယ်ပေါ့နော်အဲ့တော့တကယ်လို့ဒီကိုပြည်နယ်ကိုကထောက်ခံတယ်ဆိုလို့ရှိရင်ဒီ constitution ကို annex လုပ်နိုင်တယ်เนาะသူတို့ဒီဟာပြင်ဆင်နိုင်တယ်ပြဋ္ဌာန်းနိုင်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့နောက်ပိုင်းကျတော့ဒီပြည်နယ်တွေကတိုးလာတဲ့အခါမှာသူတို့က ratification ကိုเนาะဒီ convention လုပ်ပြီးတော့เนาะဒီဗလဲညီလာခံသဘောမျိုးကျင်းပပြီးတော့၄ပုံပုံ၃ပုံเนาะထောက်ခံရင်လည်းratification အောင်မြင်တယ်ဒါမှမဟုတ်ရင်လည်းပြည်နယ်လွှတ်တော်တွေပေါ့နော်အဲ့တော့အများစုကတော့ Congress မှာအထက်လွှတ်တော်နဲ့အောက်လွှတ်တော်မှာသူတို့ propose လုပ်တယ် not voting ထိုင်တယ်နော်အဲ့တော့3ပုံပုံ2ပုံထောက်ခံတယ်ဆိုရင်ဒါသူတို့ propose အောင်မြင်တယ်အဲ့တော့အဲ့ဒီ fine တွေပေါ့နော်သူတို့ပြင်ဆင်မဲ့ချက်လက်တွေနော်အဲ့ဒီဟာတွေကိုသူကပြည်နယ် state legislature တွေစီကိုတပြေးညီဖြန့်လိုက်တာအဲ့တော့ state legislature တွေကဒါတွေဒီအချက်လက်တွေကိုလည်းသူတို့ပြည်နယ်လွှတ်တော်မှာvoting ထိုင်ကြတယ်အဲ့တော့ပြည်နယ်စုပေါင်းရဲ့4ပုံပုံ3ပုံထောက်ခံတယ်ပေါ့เนาะထောက်ခံတယ်ဆိုလို့ရှိရင်အဲ့ဒါသူတို့ ratification process ကအောင်မြင်တယ်အဲ့တော့အဲ့ဒီမှာ amendment နောက်ထပ် amendment နံပါတ်တက်ပြီးတော့သူကconstitution ထဲမှာထည့်ရေးရမှာเนาะအဲ့တော့ဒါ amendment process ပေါ့เนาะဒီ article 5နဲ့7အဲ့တော့ဟုတ်ပြီအဲ့တော့ဒီစကျဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့အခါမှာ1ကနေ7ထိပါမယ်နောက်တစ်ခါအဲ့တော့1ကနေ7ထိပါတာသူတို့ဆွေးနွေးကြတယ်ပေါ့နော်ဆွေးနွေးကြတော့ anti federalist တွေကလုံးဝလက်မခံနော် federalist တွေကပဲလက်ခံတယ်အဲ့တော့သူကနှစ်ဖွဲ့ကွဲသွားပေါ့နော် federalist နဲ့ anti federalist ဆိုပြီးတော့အဲ့တော့ anti federalist တွေကလက်မခံရင်လည်းနောက်ကျဆွေးနွေးရင်းနဲ့မှဒီ anti federalist တွေဘက်ကဂျိမ်းမက်ဒီစင်ပေါ့ဂျိမ်းမက်ဒီစင်ကသူကဘာလို့ constitution ကိုလက်မခံတာလဲဆိုတော့ central government က power တွေအများကြီးရလာတယ်ဆိုလို့ရှိရင်ဒီအားလုံးကိုပေါ့ပြည်သူတွေအပေါ်မှာ
နော်ဒီဖိနှိပ်မှုဖြစ်လာမှာသူတို့ကစိတ်ပူတာအားကြောင့်သူတို့ကလုံးဝလက်မခံတာအဲ့တော့ Central Government ကိုသူကပါဝါပေးမထားဘဲနဲ့ State Government ကပဲကိုပြည်နယ်နဲ့ကိုပဲသူတို့ကဒီ authority ရချင်တာပေါ့နော်အဲ့လိုမျိုး anti federalist တွေကနော် federalist တွေကကြတော့ Central Government ကပါဝါရှိထားမှဒီနိုင်ငံလေပတ်တာချုံးမွေ့မယ်ပေါ့ဒါမျိုးသူတို့က idea တွေရှိကြတာပေါ့နော်အဲ့တော့ဒီ constitution ကို anti federalist တွေကလက်မခံအဲ့တော့လက်မခံတော့သူတို့ဆွေးနွေးနေမှာ anti federalist တွေကဂျိမ်းမရီစင်ကနော် first 10 amendment ကိုသူကရေးလိုက်တာပေါ့နော်ဒါပထမ10ချက်ကဂျိမ်းမရီစင်ရေးထားတာနော်အဲ့တော့သူကအဲ့ဒါကို bill of right နော်အခွင့်အရေးမူကြမ်းပေါ့နော်အခွင့်အရေးမူကြမ်းလို့ခေါ်တယ်အဲ့တော့ဒီ bill of right ကိုသူတို့ဒီ10ချက်လုံးကိုဒီသူတို့ဟိုမှာပေါ့နော်အစည်းအဝေးပွဲမှာဒါဆုံးဖြတ်ရင်းနဲ့ပြည်နယ်စုစုအောင်73ခုလုံးပေါ့အဲ့ချိန်က73ခုဆိုတော့နော်73ခုလုံးကတင်းကြီးတင်းညွတ်တဲ့ထောက်ခံလိုက်တာเนาะအဲ့တော့အဲ့ဒါတခါလေ constitution ထဲမှာ constitution စပြီးရေးဆွဲပြီးကြတဲ့ကသူကတန်းချီပါပြီးသားเนาะအဲ့တော့ first 10 amendment ဆိုပြီးတော့10ချက်ပေါ့တစ်ကနေ30အထိပါလာတယ်เนาะနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ပြင်းနဲ့မှာအခုက total စုစုပေါင်း amendment 28ခုထိလက်ရှိမှာရှိနေတာပေါ့အဲ့တော့ဒီ amendment တွေကိုလည်းတစ်ခုချင်းကိုအတိအကျကြတေးချာသိရအောင်เนาะအဲ့တော့ပထမဆုံးသူကbill right မှာဘာတွေပါလဲဆိုတော့နံပါတ်1အချက်မှာကိုပဲသူက religious တို့ assembly press petition speech ပေါ့နော်လွတ်လပ်စွာကိုးကွယ်ခွင့်လွတ်လပ်စွာစုဝေးခွင့်လွတ်လပ်စွာရေးသားခွင့်လွတ်လပ်စွာတောင်းဆိုပိုင်ခွင့်နော်လွတ်လပ်စွာပြောခွင့်ပေါ့ဒါမျိုးတွေရှိမယ်နောက် amendment 2ဆိုရင်လက်နက်ကင်ဆောင်ခွင့်18နှစ်ပြည့်တဲ့နိုင်ငံသားတယောက်လက်နက်ကင်လို့ရတယ်ပေါ့နောက် amendment 3ဆိုဒီမှာသူတို့အရင်တော့က quarantine act ဆိုတာရှိတယ်ဒီစစ်သားတွေကိုလေအိမ်နေမှာနေရာချထားတာပေါ့နော်သူတို့ဟိုဗလဲကိုလိုနီတော့อ่ะเนาะကိုလိုနီသူတို့ကိုလိုနီလောက်တော့อ่ะเนาะအဲ့တော့ British ကဟိုဟာဒီမှာနေအိမ်နေမှာသူ့ရဲ့ British soldier တွေကိုထားတာเนาะအဲ့တော့ဒီအိမ်ရှင်ကဒီစစ်သားတွေကိုကျွေးရတယ်လာစာပေးရတယ်ပေါ့နော်အဲ့လိုမျိုးတွေလုပ်ပေးရမျိုးပေါ့နော်အဲ့တော့ဒီမှာဆိုရင်သူကလုံးဝမထားရနော်သူကသူစစ်ဖြစ်မဖြစ်အိတ်ရှိရဲ့ခွင့်ပြုချက်မရှိဘဲနဲ့လုံးဝထားခွင့်မရှိဆိုတာမျိုးပေါ့နော်နောက်တကယ်လို့ရှာဖွေခြင်းနဲ့ဆိုဝရမ်းပါမယ်လို့နော်အဲ့လိုမျိုးတွေပေါ့အဲ့တော့စုစုပေါင်းသူတောင်းတဲ့အချက်စစ်ချက်ပေါ့နော်အဲ့ဒါတောင်းထားတာနော်အဲ့တော့စချင်းကြတဲ့ constitution ထဲမှာဒီ amendment 10ခု bill of right လို့ပြောတဲ့10ချက်ပါထားပြီးသားနော်အဲ့တော့ဒါ constitution ကအဲ့ဒီပုံစံနဲ့သွားမယ်